လူတွေဟာရွှေငွေနဲ့အဖိုးတန်ရတနာတွေကိုရှာတွေ့နိုင်မယ်လို့တစ်သက်လုံးဆုတောင်းနေကြပေမဲ့ဒီလူဟာအဲ့ဒီအရာအလုံးနဲ့ပြည့်နေတဲ့အခန်းထဲကိုအသက်ရှင်လျက်ပြစ်ချခံခဲ့ရပါတယ်။သူမြေပြင်ပေါ်လဲကျခါနီမှာရုတ်တရက်ခုန်ပြီးသူ့ရှိကပလက်ဖောင်းငယ်လေးပေါ်ပြုတ်ကျသွားခဲ့ပါတယ်။ဒီခုန်ချက်တစ်ခုတည်းကသူ့အသက်ကိုကယ်တင်ခဲ့တယ်ဆိုတာသူလုံးဝမသိခဲ့ပါဘူး။သူ့အောက်မှာအစိတ်ရှိတဲ့ကင်းကြီးကောက်ထောင်ပေါင်းများစွာရှိပါတယ်။သူတက်တက်ကြခဲ့ရင်တော့တစ်စက္ကန့်လေးတောင်အသက်ရှင်နိုင်မှာမဟုတ်ပါဘူး။ခဏကြာတော့သူပြန်ထပြီးရှာပေးကိုကြည့်လိုက်ပါတယ်အဝေးမှာအဖိုးတန်စိန်တစ်လုံးတောက်ပနေတာကိုသူမြင်လိုက်ရပေမဲ့အဲ့ဒီစိန်စီကိုရောက်ဖို့ကမလွယ်ကူပါဘူးလမ်းမှာတေးစေနိုင်တဲ့ထောင်ချောက်၃ခုရှိနေပါတယ်ထောင်ချောက်၃ခုလုံးကိုအသက်ရှင်လျက်ဖြတ်ကျော်ပြီးစိန်စီကိုဘယ်သူမှမရောက်ဘူးလို့လူတွေကပြောကြပါတယ်ကံကောင်းထောက်မစွာပဲဒီလူကဒီအတွက်ကြိုတင်ပြင်ဆင်ထားပြီးသားပါသူကမြေပုံတစ်ခုကိုထုတ်ပြီးလမ်းကြောင်းကိုတေချာစွာလေ့လာခဲ့ပါတယ်ပထမဆုံးထောင်ချောက်ကမြေပြင်ပေါ်မှာပါတင်းငယ်ပြီးတောက်ပတဲ့ဖန်ပိုင်းစားတွေကနေရာတိုင်းမှာပြန့်ကျဲနေပါတယ်သူတို့နောက်မှာဝက်ထားတဲ့ထောင်ချောက်တစ်ခုရှိရမယ်ဆိုတာသူသိပါတယ်သူကမိအိမ်ကိုထုံပြီးသူ့နောက်မှာထားလိုက်ပါတယ်သူ့အရေးကဖန်ပိုင်းစားတွေပေါ်ကြားရောက်တာနဲ့ထောင်ချောက်စတင်လှုပ်ရှားသွားပါတယ်သူရှိကတစ်သားကနေထက်မြက်တဲ့ဓာတ်တွေရုတ်တရက်ထွက်လာတဲ့စက္ကန့်ပိုင်းတွင်းမှာပဲလမ်းတစ်လျှောက်လုံးမှာအနေရရှိတဲ့ဓာတ်တွေနဲ့ပြည့်နေနေပေမဲ့သူလက်မလျှော့ခဲ့ဘူးသူ့ခေါင်းပေါ်ကိုမိအိမ်ကိုမြင်မြင်မြောက်လိုက်တော့သူ့အရေးကပိုသေးငယ်သွားတယ်ပြီးတော့မြေပြင်ပေါ်ကဖန်ချက်တွေကိုမထိပဲရှေ့ကိုဆက်သွားတယ်အဲ့ဒီလိုနဲ့ပထမထောင်ချောက်ကိုကျော်ဖြတ်နိုင်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့ပထမဆုံးအောင်မြင်မှုအပြီးမှာသူနည်းနည်းပေါ်ဆလာတဲ့ဒုတိယထောင်ချောက်မှာမြေပြင်ပေါ်မှာအဝိုင်းပုံအမှတ်သားတွေရှိတယ်အဲ့ဒီအမှတ်သားတွေကိုရှောင်ပြီးဆက်လျှောက်သွားရုံပဲလို့သူထင်ခဲ့တယ်ဒါပေမဲ့သူ့ရှေ့ကိုရှောက်သွားလိုက်တာနဲ့သူ့နောက်ကမြေကြီးကရုတ်တရက်ပြိုကျလာတယ်အဲ့ဒီအချိန်မှာတကယ်ထောင်ချောက်ကတခြားတစ်ခုခုဖြစ်မှန်းသူသဘောပေါက်သွားတယ်နှစ်ဖက်စလုံးကရုပ်တုကြီးတွေကလှည့်ပြီးညံနှုံးမြင့်နဲ့သူ့ကိုတိုက်ခိုက်ကြတယ်သူဆက်လျှောက်သွားပြီးတိုက်ခိုက်မှုတိုင်းကိုရှောင်လွှဲနိုင်ခဲ့တယ်နောက်ဆုံးအချိန်မှာသူ့အဝေးကိုခုန်ပြီးဒုတိယထောင်ချောက်ရဲ့အဆုံးကိုရောက်သွားတယ်သူထွက်မပြေးနိုင်ခင်မှာထက်မြက်တဲ့ဓာတ်တစ်ချောင်းကသူ့လေပင်နဲ့အလွန်နီးကပ်စွာဖြစ်သွားတယ်အမှားလေးတစ်ခုလုံးမိရင်သူ့ဇက်လန်းကအဲ့ဒီမှာတင်ပြီးဆုံးသွားလိမ့်မယ်ကံကောင်းထောက်မစွာပဲသူလွတ်မြောက်ခဲ့တယ်အခုတော့အဲ့ဒီတောက်ပနေတဲ့စိန်တုံးကသူ့ရှေ့မှာရှိနေတယ်အဲ့ဒီစိန်တုံးကိုရောက်ဖို့ခြေလမ်းနဲ့ငယ်လောက်ပဲလိုတော့တယ်လို့သူထင်ခဲ့တယ်ဒါပေမဲ့သူကမြေပုံကိုပြန်ကြည့်လိုက်တော့အရာအလုံးပြောင်းလဲသွားခဲ့တယ်မြေပုံမှာတတိယမြောက်ထောင်ချောက်အကြောင်းဘာမှမဖော်ပြထားဘူးဒါပေမဲ့ဒီအထိရောက်လာပြီးနောက်မှာသူနောက်ပြန်မလဲနိုင်တော့ဘူးနောက်ဆုံးအကြိမ်အနေတစ်ခုကိုသူရင်ဆိုင်ခဲ့တယ်တတိယလမ်းကြောင်းပေါ်သူခြေချလိုက်တာနဲ့သူ့နောက်ကတစ်သားတစ်သားကအပိုင်းပိုင်းကျိုးကျလာတယ်အခုတော့ရက်တက်မှုနီးလက်မရှိတော့ဘူးသူအမြန်ဆုံးပြေးသွားတယ်သူ့နောက်ကတရားတစ်ခုလုံးပြိုကျနေပြီးသူ့ရှိမှာတော့အဖိုးတန်စိန်တစ်လုံးပဲရှာဒီတဲ့နောက်ဆုံးအဆုံးကိုရောက်တာနဲ့သူ့အစွမ်းကုန်ခုန်ပြီးစိန်ကိုဆွဲလိုက်တယ်ဒါပေမဲ့နောက်တစ်ခဏမှပဲအောက်ကရတနာပုံကြီးပေါ်ပြုတ်ကျသွားတယ်ပြီးတော့အစိတ်ရှိတဲ့ကင်းမီကောက်ထောင်ပေါင်းများစွာကသူ့စီကိုအပြေးလွှားရောက်လာကြတယ်ဒါပေမဲ့ရုတ်တရက်သူ့လက်ထဲကစိန်ကတောက်ပတဲ့အလင်းရောင်နဲ့တောက်ပလာတဲ့ကင်းမီကောက်တွေကအလင်းရောင်ကိုမြင်တာနဲ့ရုတ်တရက်နောက်ဆုတ်သွားကြတယ်စက္ကန့်အနည်းငယ်အတွင်းမှာပဲအားလုံးထွက်ပြေးသွားကြတယ်ဒါပေမဲ့မေကွန်းကဒီလိုပါအဲ့ဒီရတနာကိုရောက်ဖို့ဒီထောင်ချောက်၃ခုလုံးကိုဖျက်ကျော်ရမယ်ဆိုရင်အဆုံးထိဆက်သွားမလားမှတ်ချက်မှာပြောပြပေးပါ